အခုကျမတို့ကပါရာဂွန်ဟိုတယ်မှာကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကိုထမင်းတက်ပို့ပေးမှဖြစ်ပါတယ်သူတို့ကိုယ်တိုင်ပေါ့နော်ထမင်းမစားရသေးတဲ့ချိန်ရှိ12နိုင်ကြော်နေပြီပေါ့နော်အဲဆိုတော့ကျမတို့တွေထမင်းတက်ပို့ပေးမယ်ပြီးတဲ့အခါတခြားနေရာတွေလည်းကျမတို့သွားပြီးတော့ကယ်ဆယ်ရေးတွေရောထမင်းပို့တာတွေရောကျမတို့ဆက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်တရုတ်ကလာတဲ့ကယ်ဆယ်ရေးတွေပေါ့နော်တို့နေတဲ့ဆောင်စားရတဲ့စိတ်ကူစားပြီးလာတော့မှပေါ့နော်မင်းတို့စားရရေးလည်းမရှိဘူးလို့ပြောအဲ့တော့ကျမတို့ကဒီပေးရတဲ့ကယ်ဆယ်ရေးပေါ့နော်ဘယ်လိုစရာကိုပြောရလဲဒီတော့မစားရတဲ့အားလုံးကိုလည်းကျမတို့နဲ့အတူတူပါဝင်ဖို့ရန်အတွက်ဖိတ်ခေါ်ချင်တယ်။ဒီပေါ်မြန်မာနဲ့အတူတူပါဝင်ဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်။ဒီပါရာဂွန်ဟိုတယ်ပြိုကျတဲ့နေရာမှာရောက်နေတာဖြစ်ပါတယ်။ခဏတော့ကျမတို့တရုတ်ကလာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုကျမတို့နေ့လည်စာလာပေးရင်းနဲ့ရောက်နေတာပါ။သူတို့မစားရသေးလို့ပေါ့နော်ကျမတို့အဖွဲ့ကိုချိတ်ဆက်ပြီးအကူအညီတောင်းလာတဲ့အတွက်ကျမတို့လာပေးရခြင်းဖြစ်ပါတယ်။အခုသူတို့ကတော့ကယ်ဆယ်ရေးလုပ်နေတယ်ပေါ့နော်။ကယ်ဆယ်ရေးလုပ်တဲ့အခါမှာဒီမှာတခြားကယ်ဆယ်ရေးအဖွဲ့တွေလည်းအများကြီးရှိနေတယ်။အဲ့တော့ဒီတရုတ်တွေကဘာလုပ်လဲဆိုသူတို့ကအာမခံချက်ပေးတဲ့တိုက်တွေကိုပဲသူတို့ကကယ်တာကိုတွေ့ရတယ်เนาะသူတို့ရဲ့နီးစနစ်ကဘေးပတ်ဝန်းသူတို့တိုက်ကိုဖြိုချတဲ့အခါမှာဝင်ကယ်လို့တစုံတစ်ခုပေါ့เนาะသူတို့လှုပ်လို့ပြက်ပြိုကျပျက်စီးသွားတဲ့ဟာမျိုးထပ်ရှိခဲ့တယ်ဆိုရင်ဘေးအိမ်ပေါ့เนาะပတ်ဝန်းကျင်နဲ့ထိခိုက်မှုတွေရှိတယ်ဆိုရင်အဲ့ဒီအိမ်ပိုင်ရှင်ဒါမှမဟုတ်ဟိုတယ်ပိုင်ရှင်အာမခံချက်ပေးလားပေါ့เนาะအဲ့ဒီရောသူတို့ကညှိနှိုင်းပြီးပတ်ဝန်းကျင်နဲ့တေချာညှိနှိုင်းပြီးမှအားလုံးရဲ့သဘောတူညီချက်ရမှပဲအထဲမှာရှိနေတဲ့သူတွေကိုကယ်တယ်ပေါ့เนาะသူတို့ကသူတို့ဟိုဇွတ်ဝင်ပြီးကယ်တာမျိုးမဟုတ်ဘူးပတ်ဝန်းကျင်နဲ့အရင်ညှိတယ်ဟိုတယ်ပိုင်ရှင်နဲ့ညှိပြီးတော့သူတို့ဒီအခုညနေပိုင်းမှာကယ်ဆယ်ရေးကိုဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ် Miracle for မြန်မာကနေတင်းကိုအထူးပဲအလိုရှိနေပါတယ်ဒါကြောင့်ကျမတို့လည်းပူပေါင်းပါဝင်လက်တော့အတူတကွပဲမေတ္တာပြလက်ဒီအချိန်မှာပါဝင်ရအောင်လို့ကျွန်မဖိတ်ခေါ်ပေးချင်ပါတယ်